အစင်တန်းဆိုတဲ့စကားလုံးမှာဘာပီဒံနဲ့သတ်မှတ်တာလဲဘာပီဒံနဲ့တိုင်းတာလဲဒါလည်းသိဖို့ကောင်းတယ်တို့သူတော်ကောင်းများအစင်တန်းလို့လူလောကမှာတွန်းမတုံးဘူးလားဘလို့ပီဒံနဲ့သတ်မှတ်တာလဲဟောမကွေးစဉ်းစားတော့တဖြည်းဖြည်းချင်းလေးစဉ်းစားတော့တရားတဲ့ပဲစိတ်ဝင်စားတော့တော်ကောင်းမြတ်ဒီညတရားဝဲကနောက်ဆုံးညကိုဗျမှန်ရလားရင်မတဲ့ရောက်အောင်သလုံးချင်းလေးထည့်ပေးသွားမယ်တခါကြီးတို့ဝတ်จิตတန်းခြင်းမနာစမ်းတဲ့တခါမကြီးများဝတ်จิตတန်းခြင်းမနာနဲ့ကျုပ်စေတနာနဲ့အားနဲ့ထည့်ပြီးပြောနေတယ်အဲ့ဒါတော်ကောင်းမြတ်အစင်တန်းဆိုတာဘာပေတန်နဲ့တိုင်းတာလေဒါစဉ်းစားဖို့ကောင်းတယ်ဒါသိဖို့ကောင်းတယ်မှန်ရလားတို့ကပတ်စံရှိမှလူရန်ဝင်တယ်လေယာရုကြီးမှလူရန်ဝင်တယ်တဲ့ဂုံတရေရှိတယ်တဲ့အစင်တန်းမြင့်တယ်လို့မထင်ဘူးလားအိုးပြောကြရတဲ့ရွှေချင်းထက်မှမြတ်တဲ့ဂုံချင်းထက်မှဒါကိုအစင်တန်းမြင့်တာခေါ်တာလားအော်မှန်ရလားရှင်ဘတ်ထဲမှာကာရိတ္တလူတယောရင်ကာရိတ္တသတ်ချီရှင်ဘတ်ထဲကနှလုံးသားကငါရဲ့နှလုံးသားဘလို့အစင်တန်းမျိုးရောက်နေပြီလေငါလူတိုင်းပေါ်ကောင်းနိုင်ပြီလားသူများမကောင်းကောင်းငါကောင်းနိုင်ပြီလားသာသမီမွေးထားတဲ့သာသမီနဲ့မချမ်းသာမှုအလားတူပြီးတော့ဝိနည်းဒုက္ခိတသတ္တဝါအပေါ်မှာသူတော်ကောင်းများရာဟုလာနဲ့မချမ်းသာမှုအလားတူမေတ္တာတန်းတူထားနိုင်တာဒီလောကအစင်တန်းမြင့်ဆုံးပုဂ္ဂိုလ်ကိုပြောပါဆိုရင်ဗုဒ္ဓပဲမှန်ရလားဟုတ်ပြီတို့ကဗုဒ္ဓမဟုတ်ဘူးဗုဒ္ဓရဲ့သဘေသားသာဝကတွေဆိုတော့ဗုဒ္ဓလို့တော့ဘယ်လိုလုပ်နိုင်မလို့ဗုဒ္ဓလောက်တော့မစွမ်းဆောင်နိုင်ဘူးပေါ့မှန်ရလားတို့တော့ဗုဒ္ဓရဲ့သားသမီးတွေဖြစ်လေသောကြောင့်ဗုဒ္ဓခြေရာတော့လိုက်ရမယ်ပေါ့10 လမ်းရင်တလန်းလောက်တော့လိုက်ရမှာပေါ့မှန်ရလားမြတ်စွာဘုရားကလောကမှာအစဉ်အသန်းအမြင့်မားဆုံးသောပုဂ္ဂိုလ်ကြီးလေလူတိုင်းပေါ်မှာဖြူတယ်မဲတယ်ပုတယ်ရှည်တယ်နှိမ့်တယ်မြင့်တယ်ချမ်းသာတယ်ဆင်းရဲတယ်ခွဲမှမခွဲကြတာကိုဗျမှန်ရလားသဘောပါရလားတို့ရောအဲ့ဒါလို့မခွဲကြဘဲနဲ့တန်းတူဆက်ဆံနိုင်ပြီလားဒါစဉ်းစားအောင်ရသော်ဘုရားကတရောင်းသားလောင်းနဲ့စွန့်လဲစားနိုင်တဲ့အနူလောင်းနဲ့စွန့်လဲစားနိုင်တဲ့ဟောဒါဆိုရင်ဒီဘုန်းကြီးတွေရောစဉ်းစားစရာဖြစ်သွားပြီနော်မှန်ရလားစားနိုင်သလားဒါဆိုရင်တို့စကားဒကမတွေရောဘုရားရဲ့သဘေသာဝကဘိက္ခုတဲ့ဘိက္ခုနီတဲ့ဥပါဒကတဲ့ဥပန္တိကာမတဲ့ပရိသတ်ဘယ်နှမျိုးတို့ဒီလေးမျိုးထဲမှာတို့တရားဒကမတွေရောမပါဘူးလားအဲ့တော့ပါတော့တို့တရားဒကမတွေဘုရားကဘိက္ခဝေပရိသတ်၄ပါးချက်သားချက်သမီးတို့ဆိုတော့တို့လည်းပါတယ်ယဟန်ဘိက္ခုနီမတွေလည်းပါတယ်တို့တရားကြီးတွေလည်းပါတယ်လို့တို့တရားမကြီးတွေလည်းမပါဘူးလားအဲ့တော့တို့တွေဘယ်နှလမ်းမိအောင်လိုက်မလဲဒါစဉ်းစားလောကကအစင်တန်းသိခွဲကြနေတာကိုဒါကြောင့်ဘဝအစင်တန်းဆိုတာတော်ကောင်းများဘလို့ပုဂ္ဂိုလ်ကိုဘဝအစင်တန်းမြင့်မားတဲ့ပုဂ္ဂိုလ်လေလို့ဒါသိဖို့မကောင်းဘူးလားအဲ့ဒါကလေးသိဖို့အရေးတော်ကောင်းတို့တွေစောနာကပြောတယ်မြတ်စွာဘုရားကဆင်းရဲချမ်းသာပုတယ်ရှိတယ်နှုတယ်လှတယ်ပိန်တယ်ဝတယ်မဲတယ်ဖြူတယ်ဒါမခွဲဘူးဖယားကဒန်းတူပဲပုံနာတွေတကြွယ်တွေဒွန်းဆန္ဒမျိုးတွေဘာမှမခွဲဘူးဖယားကအစင်တန်းမခွဲကြဘဲနဲ့ဒန်းတူမဆက်ဆံဘူးလားဩသာမာကရာဟုလာနဲ့မချားသမှုအလားတူပါတဲ့ဇူမတော့ပြီးပြီပေါ့ဗျမှန်ရလားတို့ဒီလိုဆက်ဆံနိုင်ပြီလားဒါမေးဖို့ကောင်းတယ်ကိုပြန်မေးကိုပြန်မေးဒကာကြီးဒကာမကြီးများနားလည်ရလားမကွေးကိုပြန်ပြီကိုဒီအစင်တန်းခွဲကြနေတဲ့ပုဂ္ဂိုလ်တွေလားကိုဒီအစင်တန်းမခွဲကြဘဲနဲ့ဒန်းတူဆက်ဆံနိုင်သလားဘလို့ပုဂ္ဂိုလ်လဲဆိုတာကိုမသာပါသူတော်ကောင်းမြတ်သိနိုင်မှာမလားဒကာကြီးဒကာမကြီးတို့ရဲ့ကာရိုင်သားလဲကျုပ်မသိလို့ဦးစိမ်းရဲ့ကာရိုင်သားလဲဒကာဒကာမတွေသိနိုင်မှာမလားမသိနိုင်ဘူးသူတော်ကောင်းမြတ်မှန်ရလားဒါကြောင့်ဘလို့အစင်တန်းလဲဒါလေးသူတော်ကောင်းမြတ်ကောင်းတယ်ဒါလေးစဉ်းစားဖို့ကောင်းတယ်ထက်ခါစဉ်းစားထက်ခါစဉ်းစားဗုဒ္ဓကတော့တို့ပူဇော်နေတဲ့ဗုဒ္ဓကတော့ဘလောက်စင်တန်းမြင့်တယ်လဲဆိုတာတို့တော်ကောင်းမြတ်မြင်ပြီးပြီမှန်ရလားဗျာလေးသင်္ချေနဲ့ကဘာတရိဖြည့်လိုက်ခဲ့လိုက်ရတာပါရမီတွေကိုကျိုးသွက်လားအများကျိုးသွက်လားဒီနေရာမှာတို့တော်ကောင်းမြတ်ဘုရားမြတ်စွာပြောခဲ့တဲ့အစင်တန်းကို level တစ်ခုနဲ့တိုင်းကြည့်မယ်ဆိုရင်တို့တော်ကောင်းမြတ်ပရိသံ
ပရဆိုတဲ့ဇာကလုံးလေးပေါ့ဒေဇံဘုနာပိဒေဇံဒီဘူဇာမုံစိမ့်ပါဥဇရိတကံထောနတ္ထိနတ္ထိဝပရတ္ထမဂုပ္ပရောပရတ္ထံသောတော်ဘာအကျိုးကိုအာကုပ္ပသောမပြုလို့မဆောင်ရွယ်သောပုဂ္ဂိုလ်အဖို့တကံထော